နောက်တစ်ချက်ကိုတွေးပါတော့မှာတက်ရှိတဲ့ပုဂ္ဂိုလ်တောင်းလို့နှမ်းဆောင်ပါတယ်။တို့ရဲ့ဉာဏ်ဘဝရောက်ပညာကတော့ကြားလို့ရှိဖြစ်ပါတယ်။ကျွန်တော်လက်ဆန္ဒရှင်မိဘပြည်သူများအားလုံးဒီကနေ့ရှင်ဒီမအားမလဲတဲ့ကြားနေပြီးတော့မှအရှင်လေးပြီးပြီးတော့မှကျွန်တော်တို့ဒီနေ့လက်စစီယိုကြီးကိုဒီမှာလာရောက်ပြီးတော့မှနားထောင်ပြီးရဲ့အတွက်ဒီတန်းမှာကျွန်တော်ဒီနေ့သူ့ကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။နောက်ကျွန်တော်တို့ဒီလက်စစီယိုကြီးလေးကိုဒါလက်ခံပြောမှာကျွန်တော်ဆောင်ရွက်ပေးတဲ့ဒီအရှင်ကိုလည်းကျေးဇူးတင်ပါတယ်လို့ဥစ္စာနာမှာပြောချင်ပါတယ်။နောက်လက်ဆန္ဒရှင်မိဘပြည်သူများအားလုံးကျွန်တော်မျိုးသားတို့တော်ကိုယ်တည်းနောင်ရဲ့ကိုကြီးချင်းလေးကိုရေးရှင်းတော့တယ်။ကျွန်တော်ကရုံးနေတဲ့ပူပွေးပါတီမှာ2010ကနေတော့ကျွန်တော်ဒီသူ့ချိုးပြီးလုပ်နေလို့ရှင်လို့ဆိုတော့ဒီလေးကိုဝင်လာခဲ့ပါကျွန်တော်ပါတီလေးကိုဝင်လာတော့ကျွန်တော်ခဲကော်ပီဝင်အဖြစ်ဒီသူ့ချိုးပြီးလုပ်နေကိုစဉ်စဉ်ပြတ်ဆောင်ရွက်နေပါတယ်အဲ့တော့ကျွန်တော်တို့ပါတီမှာနိုင်ငံရေးနဲ့ပတ်သက်လို့အတွေ့အကြုံတွေအများကြီးရရှိအောင်နိုင်ငံရေးတင်နန်းမျိုးစုံတင်နန်းတွေပြီးခဲ့ပါတယ်အဲ့ဒီမျိုးစုံတင်နန်းတွေမှာကျွန်တော်တက်ကြွပြီးတော့တင်နန်းတွေတယောက်ခဲ့ပါတယ်တော့ကျွန်တော်နိုင်ငံရေးအတွေ့အကြုံတွေကိုပိုပြီးရရှိအောင်ကျွန်တော်ပါတီကနေပြီးတော့မှဒါပြုပြီးကျွန်တော်နိုင်ငံကိုကျွန်တော်ကိုနိုင်ငံရေးအတွေ့အကြုံတင်ပြီးတင်ယူဖို့ဆိုတော့ခြားဆိုင်ရဲ့ပြည်သူကြီးတို့ဘက်ကိုကျွန်တော်တင်နိုင်ငံရေးတင်ပြုပြီးကျွန်တော်နိုင်ငံကိုကျွန်တော်တောက်ရောက်ခဲ့ပါတယ်ကျွန်တော်ဒီနဲ့ပြောရရင်နိုင်ငံရေးအတွေ့အကြုံတွေအများစွာကျွန်တော်တို့ပါတီကဝိထုတ်ပေးခဲ့ပါတယ်အဲ့တော့လက်ဆန္ဒရှင်မိဘပြည်သူများကိုကျွန်တော်တို့ခုကကျွန်တော်ပြည်သူ့တော်ကိုယ်တိုင်အောင်ဆိုရင်ပြောရရင်နိုင်ငံရေးအတွေ့အကြုံစီးရေးအတွေ့အကြုံအုပ်ချုပ်ရေးအတွေ့အကြုံနိုင်ငံကဆက်ဆံရေးအတွေ့အကြုံတွေများစွာပိုင်ဆိုင်တဲ့ကျွန်တော်ပါတီကကဲကိုရည်ရှိသွေးတွေရှိခဲ့တဲ့ကျွန်တော်ကိုယ်စားလှယ်လောင်းတွေကိုပါတီထဲကနေဝေထုတ်ကျွန်တော်25ရွေးကောက်ပွဲမှာရုပ်ရှင်နဲ့အိုးဆိုပြီးတော့ပါတီကတာဝန်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့သူတို့လက်ဆန္ဒရှင်မိဘပြည်သူများအားလုံးဒီနေ့ကျွန်တော်25ရွေးကောက်ပွဲမှာကျွန်တော်ပြောပြနေတဲ့ပုံလေးပါတီကကျွန်တော်ကိုယူတာလို့တော့ကိုယ်စားလှယ်လောင်းဖြစ်ဝင်ရောက်ပေးချက်ကပို့ဆိုတာဝန်ပေးတယ်အဲ့တော့လက်ဆန္ဒရှင်မိဘပြည်သူများကိုယူတာလို့တော့ဆိုဘယ်နေရာတွေကနေဘယ်လိုပြန်ရတာလဲအများကြီးရှင်းတော့ကျွန်တော်ယူတာလို့တော့ကိုယ်စားလှယ်လောင်းဖြစ်ဝင်ရှင်တယ်မဲအများဆုံးနိုင်ရသူစနစ် FPTV စနစ်နဲ့ကျွန်တော်ဝင်ရှင်မယ်လို့ဖြစ်ပါတယ်အဲ့တော့ရှင်းတဲ့အခါမှာကျွန်တော်ကပြည်ဥပဒေတပြုတ်နေလို့မဟုတ်ပါနော်ကျွန်တော်ပြည်သူ့တော်ကပြည်ဥပဒေတပြုတ်နေလို့ရှင်းပြရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ခံတော့ခံရှင်းပြရမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးကျွန်တော်ပြည်ဥပဒေကအောက်မီတာစံကဒေချင်းကဒီခံတော့ခုကိုကျွန်တော်ကဝင်ရှင်းပြရမှာဖြစ်ပါတယ်အဲ့တော့ဒီခံတော့ခုမှာကျွန်တော်မျိုးတွေခုနှစ်မျိုးရှိပါတယ်ခုနှစ်မျိုးမှာကျွန်တော်နှစ်မျိုးကရွေးကောက်ဝင်ခြင်းပါနော်ဒါလည်းစင်ကူးရဲ့ဘိုးဘုံဖြစ်ပါတယ်တော့ကျွန်တော်ကျန်တဲ့5မျိုးရှိပါတယ်တော့ကျွန်တော်ဆိုရရတယ်ကိုပါတီဆိုရွေးကောက်ဝင်ကိုအပိုင်းလိုက်ကျင်းပမယ်လို့ကျွန်တော်ရွေးကောက်ဝင်ကျင်းလာပါတယ်အဲ့တော့ကျွန်တော်ပထမပိုင်းမှာကျွန်တော်ပါတာကပြည်ဦးလေးအောင်မီလာစံဒီမျိုးနဲ့မျိုးပါဝင်ပါတယ်ဒုတိယပိုင်းမှာကျွန်တော်မရတတိယပိုင်းမှာပသိကြီးတပိချင်းဒီ5မျိုးလုံးလက်ဆန္ဒရှင်မိဘပြည်သူတွေကလူသားတို့ကိုယ်တွေကောင်းကိုမဲပေးပြီးဒီမဲတွေရတဲ့အချိန်မှာဒီ5မျိုးနေလုံးကမဲဒီအတွက်အားလုံးပြီးတော့မှကျွန်တော်လူသားတို့ကိုယ်တွေကောင်းမဲပေးပြီးရှင်တာပြီးပါမှာဖြစ်ပါတယ်ဒါလက်ဆန္ဒရှင်မိဘပြည်သူတွေကိုလူသားတို့ကိုယ်တွေကြောင်းရှင်းပြပါအဲ့လိုပဲကျွန်တော်လူသားတို့ကိုယ်တွေကြောင်းကိုပဲတိုင်းသားတို့ကိုယ်တွေတိုင်းဒေသကြီးတို့ကိုယ်တွေကောင်းမှာဆိုရင်ဒီဥလေတမျိုးနေတော့ရောက်ရှင်နေရအရင်တော့ကျွန်တော်ဘဲဆန္ဒနဲ့အမှတ်တစ်ပိုင်းခွဲပြီးမှကျွန်တော်ဒီကောက်ပဲမှာရှင်းနေရတယ်အခုကျတော့ကျွန်တော်ကဒီဥလေတမျိုးနေတော့ဒီတိုင်းဒေသကြီးတို့ကိုယ်တွေတော့ရောက်ရှင်နေရမှာဖြစ်ပါတယ်အဲ့လိုပဲတိုင်းဒေသကြီးတို့ကိုယ်တွေတော့
ပြီးပါစနစ်နဲ့ရှင်းပြရအောင်တော့မဲဆန္ဒရှင်မိဘပြည်သူများကိုရှင်းလင်းအောင်လို့နော်ဒါတိုင်းတိုင်းတော်ကိုလေတော့ FPTV မဲများစုနိုင်ရစနစ်နဲ့ရှင်းပြရတဲ့စနစ်နဲ့နော်ပြီးပါအချို့ချက်နောက်ခုပေါင်းပြီးတော့မှကျွန်တော်ပါတီဆိုရှယ်ရေးဘောက်ကိုရှင်းပါတာအဲ့တော့ကျွန်တော်မဲများစုနိုင်ရ FPTV စနစ်ကိုမဲဆန္ဒရှင်မိဘပြည်သူများကမဲပေးရမှာဖြစ်ပါတယ်ပြီးပါအချို့ချက်ကိုလေတော့မဲပေးစရာမလိုဘူးတော့ FPTV နဲ့မဲများဆုံးရနိုင်နဲ့တိုင်တဲ့အဲ့ဒီတို့တော်ကိုလေရတဲ့မဲတွေအားလုံးက PR မှာမဲပေါ်မှာဖြစ်ပါတယ်အဲ့ဒီတိုင်းတို့ကိုလေပေါင်းဒီတော့ရှင်းရပါနောက်တစ်ခုကကျွန်တော်တို့ဒီမှာစက်တိုင်းသားတို့ကိုလေတော့နော်စက်တိုင်းသားတို့ကိုလေတော့ဆိုရင်မန္တလေးတိုင်းလုံးပြန်ကျွန်တော်တို့ပြန်တုံးခံနေတယ်အောင်လို့မန္တလေးတိုင်းလုံးပြန်လက်ရှိကျွန်တော်မန္တလေးတိုင်းမှာ28မျိုးတွေရှိပါတယ်အဲ့တော့ဒီကောင်ကိုကြီးမားတဲ့မျိုးက3မျိုးရှိပါတယ်အဲ့တော့ကျွန်တော်ပြောတယ်2မျိုးနောက်တစ်မျိုးကဒိုးကြီးဒီ3မျိုးကကျွန်တော်ဒီကောင်ကိုကြီးမားအဲ့တော့ကျန်တဲ့25မျိုးတွေရှိပါတယ်25မျိုးတွေလုံးကိုဒီချိုင်းနဲ့တိုင်းသားတို့ကိုယ်တွေကောင်ကမျိုးရှိနေရမှာဖြစ်ပါတယ်အဲ့တော့လက်ဆက်စီမိဘပြည်သူများအားလုံးဒါကျွန်တော်တို့ဒီပေါ်ချက်ကနော်တွေးတဲ့ဒါပြီးတော့ကတဲ့မဲဆန္ဒရှင်မိဘပြည်သူများမှာရှမ်းတိုင်းသားတို့ကိုကိုယ်တွေတောင်းဖို့ဒီရှမ်းတိုင်းသားလူမျိုးဖြစ်နော်ရှမ်းတိုင်းသားတို့ကိုယ်တွေတောင်းဖို့မဲပြီးရွေးချယ်ပေးကြပါလို့ပြောချင်ပါတယ်အဲ့တော့မဲဆန္ဒရှင်မိဘပြည်သူများနေနဲ့နော်သူတို့ပါတီရဲ့တမိုင်းကြောင်းလေးကိုတိမှလေမဲဆန္ဒရှင်မိဘပြည်သူများကသူတို့ပါတီကိုပါတီနဲ့ပါတီကိုယ်တွေတောင်းတွေကိုလူလူကြီးရဲ့မဲပြီးလို့ရအောင်တော့ကျွန်တော်တို့ပါတီရဲ့အကြောင်းလေးတမိုင်းအကြောင်းလေးကိုလည်းချင်းဆိုရှင်းပြရတယ်။ခုနကျွန်တော်ပြည်သူတော်ကိုလည်းတောင်းရကျွန်တော်တို့ရှင်းပြပြီးအဲ့တော့ကျွန်တော်တို့ပါတီရဲ့အဲ့ခါမှာတော့လို့ကျွန်တော်လည်းရှင်းပြကျွန်တော်ပြောရတဲ့ဒီလူရေးပါတီကကျွန်တော်93ခုနှစ်တင်းဘဝကျွန်တော်ပြည်သူ့အကျိုးပြုလုပ်ငန်းတွေဒေသပြုလုပ်ရေးလုပ်ငန်းတွေလုပ်ရှင်ကျွန်တော်ကအတင်းတည်ထောင်ခဲ့အတင်းဘဝကနေဆောင်ရွက်ခဲ့နော်ပြောရရင်ကျွန်တော်တို့တရှိကျွန်တော်တို့တဘာဝဘေးနော်ရေဘေးအလေဘေးဒါတွေကိုလည်းကျွန်တော်ပြည်ခိုင်မျိုးပါတီကနေပြီးတော့တစ်ထက်ကိုထိဆုံးကနေပြီးတော့မှကျွန်တော်တို့ကပြည်သူရဲ့အကျိုးကိုဆောင်ရွက်နေတဲ့ပါတီဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်2010ပါတီစဖွဲ့ပြီးမှကျွန်တော်ပြောလိုက်တဲ့လူတွေပါတီကပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုနိုင်လို့ရဒုက္ခချေရလို့မှာလက်ပြီးဆောင်ရွက်ရှင်လို့ဆိုရင်ပါတီထောင်းလာ2010မှာကျွန်တော်ပြောနေတဲ့လူတွေပါတီရဲ့နော်ဟိုကဟိုမှာတက်တယ်ဆိုရင်မဲဆန္ဒရှင်မိဘပြည်သူများလက်တွေ့ခံစားနေရတယ်တိုင်းပြည်ကြီးအေဂျင့်တွေစာဝတ်တွေပူတော်ကြီးအကုန်လုံးဆဆရရဘပေါင်းစုခံစားနေရတာမဲဆန္ဒရှင်မိဘပြည်သူတွေပါလေနော်ပြောရရင်ဥပမာပြောရတာနဲ့နိုင်ယူကောင်းရင်ကျွန်တော်20မှာလူရဲ့ကျွန်တော်လက်ထက်အောက်မုံနဲ့ဆူရလက်ထက်မှာဆောင်ရွက်ပေးခဲ့တယ်။နော်ကျွန်တော်တက်စီပြီးရရှိအောင်ဆောင်ရွက်ပေးခဲ့တယ်။နော်တော့တော်တော်ကြီးခြားပါနေတဲ့နေရာမှာတော်တော်ကြီးရရှိအောင်ဆောင်ရွက်ပေးတယ်။တော့ပညာကြီးကဏ္ဍနဲ့ပညာကြီးကျောင်းကြီးဒီပညာဖြစ်အောင်နော်ကလေးတွေဟိုပညာသင်ကြားအောင်ပညာပြီးမြောက်အောင်သင်အောင်ကျွန်တော်ဆောင်ရွက်ခဲ့နောက်ကျမ်းမာရေးဆုံးရှုံးမှုလုပ်ငန်းတွေကျွန်တော်ဆောင်ရွက်ခဲ့ကျွန်တော်ကဏ္ဍမျိုးစုံကိုကျွန်တော်2010ကောင်းမွန်တဲ့ဆိုရလက်ထက်ဆောင်ရွက်ပေးရဒါမဲဆန္ဒရှင်မိဘပြည်များဘယ်တော့မှမေးလို့မရတဲ့တမိုင်းကြောင်းဖြစ်ပါတယ်ဘာလို့ပြောရရင်ဆိုရင်ကျွန်တော်တို့2010တုန်းကနော်လက်ထက်ကကျွန်တော်မဲဆန္ဒရှင်မိဘပြည်ဒေတာအတွက်ကိုပစ္စည်းတွေကိုလေကျွန်တော်မျိုးကိုပို့ကြတယ်တနည်းအားပို့ကြတယ်ဆိုရင်မဲဆန္ဒရှင်မိဘပြည်တွေနော်ဘယ်ခုရှုံးမှုအောင်ဆိုပြီးကျွန်တော်2010လက်ထက်မှာနော်ခွေးလူတွေတရားဟုတ်30ရောက်အောင်ဖန်တီးပေးခဲ့မဲဆန္ဒရှင်မိဘပြည်တွေလက်ရှိလက်တွေ့ခံစားနေရတာပါအဲ့လိုပဲကျွန်တော်မဲဆန္ဒရှင်မိဘပြည်တွေနော်ဒီဖုန်းတွေစိတ်ကပ်နေနော်တိတ်စိတ်
30ပေးရတဲ့ချိန်မှာကျွန်တော်မဲဆန္ဒရှင်မိဘတွေယနေ့အချိန်ထိစိတ်ကတည်းက1500နဲ့ကန်လို့ရတဲ့အထိဒါကျွန်တော်တို့ပါတီကနေပြီးတော့မှာကောင်းမွန်တဲ့အစိုးရလက်ထက်ဒေသကွန်ပျူတာလုပ်ငန်းတွေကိုဆောင်ရွက်ပေးခဲ့တယ်ဆိုတော့ဒါနေလို့မရတဲ့လုပ်ငန်းစီပါအဲ့တော့မဲဆန္ဒရှင်မိဘတွေကတော့ကျွန်တော်တို့ပါတီကိုယုံကြည်အားကိုးပေးကြပါ